ဖျဲသီးဆေးကနေပြီးတော့မုတ်ပြုလုပ်တဲ့နည်းလမ်းဒီဗီဒီယိုမှာပြသထားတာကတော့ဖျဲသီးဆေးတွေကိုအစိတ်ထုတ်ပြီးတော့မုတ်လုပ်တာပဲဖြစ်ပါတယ်။များသောအားဖြင့်ကတော့ဒီဖျဲသီးတွေကဖြူရောင်ဖျဲသီးဖြစ်ပြီးတော့အရသာကလည်းကောင်းဝင်ခြင်းမရှိသလိုစားရတာကလည်းမကောင်းပါဘူး။ဒါပေမဲ့သူ့ရဲ့ဆေးကတော့တော်တော်လေးကိုမှအသုံးဝင်ပါတယ်။လေသမားတွေကတော့ဒီအထူးဖျဲသီးတွေကိုစိုက်ပြီးသွားတဲ့နောက်ပိုင်းမှာအတီးတီးလာတာနဲ့အမျှအဲ့ဒီဖျဲသီးတွေကိုရိတ်သိမ်းရပါတယ်။ပြီးတော့ရင်တော့ဆက်ထဲမှာထည့်ပြီးတော့အတီးတက်တက်အစစ်တက်တက်ကိုခွဲထုတ်လိုက်ပါတယ်။အတီးတွေကဆေးတွေကိုခွဲထုတ်ပြီးသွားတဲ့နောက်မှာတော့ကျန်တဲ့အတီးနဲ့အခွန်တွေကိုပြန်ပြီးတော့မြေကြီးတဲ့ကိုထည့်ထားတာကတဘာဝမျိုးစာအတွက်အသုံးပြုနိုင်ဖို့ပဲဖြစ်ပါတယ်။ထုတ်ထားတဲ့မျိုးစေ့တွေကိုလည်းနေရာကြီးအောက်မှာချအောင်လှည့်ပြီးတော့ရေစေးတန်းစင်တာတွေကိုလှုပ်ပြီးသွားတဲ့နောက်ပိုင်းမှာမော်လီလိုမျိုးစားနိုင်အောင်လို့အဲ့ဒီအစစ်တွေကိုအိုးကြီးတိုးတွေကိုထည့်ပြီးတော့လှော်ရပါတယ်။လှော်ပြီးသွားတဲ့နောက်မှာတော့ရှယ်အရသာနဲ့စားလို့ကောင်းတဲ့ဖျဲသီးမုတ်ဆေးလေးကိုရရှိပြီးလည်းဖြစ်ပါတယ်။ဒီဖျဲသီးဆေးမုတ်ကတော့အာဟာရဓာတ်အနည်းငယ်သာပါဝင်ပြီးတော့တရုတ်အိန္ဒိယပါဝင်တချို့သောနိုင်ငံတွေမှာလူကြိုက်များပါတယ်။ဈေးကွက်မှာလည်းဈေးသက်သာပြီးတော့ကျန်းမာရေးအတွက်ကလည်းအကျိုးရှိတဲ့အစားအစာဖြစ်ကိုမှသတ်မှတ်ခံထားရလို့နေပါတယ်။ကဲမိတ်ဆွေတို့အနေနဲ့ကရောဒီဖျဲသီးဆေးမုတ်လုပ်နည်းလေးကိုဘယ်လိုမျိုးထင်မြင်ချက်တွေများရှိကြပါသလဲနော်။ကွန်မန့်လေးမှာလည်းဖြည့်ပေးခဲ့ကြပါအောင်ခင်ဗျာ။